လမ်းထိပ်မှာရွှေမြန်မာဆိုတဲ့လက်ဖက်ရည်ဆိုင်ကြီးဟေးထားနေအောင်လာဖွင့်တော့15မိနစ်လောက်ရှော့တဲ့ခီးကိုလက်ဖက်ရည်တောက်နေရတဲ့ရက်ွက်သူရက်ွက်သားတွေကဝမ်းသာသွားကြတယ်။လာဖွင့်တဲ့ဆိုင်ပန်းရှင်ကလည်းမြန်မာကိုရက်ွက်ထဲကဖြစ်နေတော့ဝိုင်းဝန်းအားပေးလိုက်ကြတာနဲ့လက်ဖက်ရည်ဆိုင်ကစီးကားသွားတယ်။ဆိုင်ထဲမှာတီဗီလေးလုံးလောက်ထားပြီးနေ့နေ့ညညဘောလုံးပွဲတွေမပြတ်တမ်းပြတော့လူစီကားတဲ့အကြောင်းတရားတွေထဲမှာဘောလုံးပွဲပရိသတ်တွေကလည်းအများကြီးပါနေတာတွေ့ရတယ်။ဘောလုံးပွဲတစ်ပွဲပြချိန်ကအနည်းဆုံးမိနစ်90ဆိုပေမဲ့2 နာရီလောက်ဆိုင်ထဲမှာလူစီကားပြီးတဝိုင်းမှာလက်ဖက်ရည်လေးတစ်ခွက်နဲ့ secret လေးလောက်မှာပြီးလူ6ယောက်လောက်ဝိုင်းထိုင်အားပေးတာဆိုတော့အမြင်မှားတာလူတွေများပြီးစပယ်တို့တွေကရင်တွေချမ်းလိုက်ရတာနဲ့နားရတယ်ကိုမရှိပါဘူး။ဆိုင်ရှင်ကတော့လူတော့များပါရဲ့ဘောလုံးချိန်ရောချဲချိန်ရောပါထိုင်စရာမရှိတော့အောင်များပေမဲ့ရက်ွက်ထဲကသူတွေကဒီနေရာကိုဖျော်ဖြေပွဲတစ်ခုအနေနဲ့လာပြီးအနားယူကလောင်ကစားတဲ့နေရာလို့သဘောထားနေကြတာကြောင့်ထင်တယ်လို့မဟုတ်ဘူးဆိုပြီးဆိုင်ဖွင့်ခြင်း2 လလောက်မှညီးလာတာကိုတွေ့ရတယ်။အဲဒီနေရာမှာပြောချင်တာကချင်းနယ်ပလဲဆိုတဲ့ကလမာလေးအကြောင်းပါ။လက်ဖက်ရည်ဆိုင်ရဲ့ဘေးမှာတဲလေးထိုးပြီးချင်းနယ်ပလဲဆိုတဲ့ကလမာလေးကတူရှည်လာရောက်နေ။ကလမာလေးဟာအရင်တုန်းကရက်ွက်ထဲမှာအဝတ်လိုက်လျှော်တာ။ဒါကြောင့်သူ့ကိုလည်းလူသိများပါတယ်။နောက်ပိုင်းအိမ်အောင်ကျတော့ကိုပိုင်ဆိုင်လေးဖွင့်ပြီးတူရှည်ရောင်းတော့လေလက်ဖက်ရည်ဆိုင်အပါဝင်အားပေးသူတွေများလာခဲ့တာကြောင့်ချင်းနယ်ပလဲရဲ့တူရှည်ဆိုင်ကလည်းဖွင့်မျိုးလာတယ်။လက်ဖက်ရည်ဆိုင်ကလူစီကားတဲ့တာမန်ရက်ွက်ထဲမှာဖွင့်တာကြောင့်ရောင်းကောင်းတယ်လို့ပြောနိုင်ပေမဲ့ဂိုရှိမြန်မာတို့ရဲ့ထုံးစံတိုင်းကြားလေးဆိုင်ကိုဂီယူမဆိုင်လေးဖြစ်လာတယ်။စပယ်တို့တွေကလည်းလာအားပေးတဲ့သူကိုကောင်းကောင်းမဆက်ဆံဆိုင်ရှင်ကလည်းဂီယူမဆိုင်နိုင်ဆိုတော့လူအင်အားကတဖြည်းဖြည်းနဲ့နည်းလာတယ်။ဆိုင်ရှင်ကိုမြန်မာကအလောင်းအစားလေးတွေတွဲလို့တော့ဆိုင်မှာအရင်ပြုတ်တဲ့လောက်ဖြစ်လာတယ်။ဘောလုံးကကွဲလိုက်ချဲကကွဲလိုက်နဲ့တဖြည်းဖြည်းကားပြုတ်ဆိုင်ကယ်ပြုတ်ဟောနောက်ပိုင်းရွှေတဲတဲတွေပြုတ်တဲ့အထိတိတာတဲ့ပြောင်းလဲမှုတွေကိုတွေ့လာရတယ်။မြန်မာဆိုင်ကချွတ်ချုံကြနေခြင်းမှာချန်နယ်ပလဲရဲ့တူရှည်ဆိုင်ကတော့ပူပြီးရောင်းတွေတက်လာတာတွေ့ရတယ်။ဒုတစ်ဖက်ရက်တဲ့တဲလေးရှိမှာပလတ်စတစ်ခုံလေးတွေချပြီးထိုင်စားတဲ့သူတွေများလာသလိုချန်နယ်ပလဲမှာလည်းရွှေတဲလဲငွေတဲလဲတွေဖြစ်လာတယ်။လက်ဖက်ရည်ဆိုင်ကရောင်းအားကျလို့ပဲလားအရင်ပြုတ်လို့ပဲလားချဲမရောနိုင်လို့ပဲလားတော့မသိပိတ်လိုက်ချိန်မှာချန်နယ်ပလဲကတော့တူရှည်အပြင်ကော်ဖီမစ်ထုတ်လေးတွေတွဲထောင်းဆွဲပြီးလုပ်ငန်းတိုးချဲ့လာတာတွေ့ရတယ်။မြန်မာလက်ဖက်ရည်ဆိုင်ပိတ်ပြီး1 လလောက်ကြာတော့ဘလို့မှမျောလင့်မထားတာတွေဖြစ်လာတယ်။ချင်းနယ်